တမိုင်းဆိုတာအနိုင်ရသူတွေရှိခဲ့တဲ့မှတ်တမ်းတစ်ခုလားဒါမှမဟုတ်ကြောက်စာရိုင်းတွေကြားမှာကြံ့ရစ်ခဲ့တဲ့အမှန်တရားလားနှစ်ပေါင်း1000နီးပါးကြာခဲ့ပေမဲ့ရာဇဝင်စာမျက်နှာတွေကြားမှာအခုထိအဖြေရှာမရပဲဖုံးကွယ်နေစေလှုပ်ဝက်ချက်တွေရှိနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တည်ထားတဲ့တမိုင်းတွေရဲ့နောက်ဘက်ကဘယ်သူမှတိတိကျကျမသိသေးတဲ့လှုပ်ဝက်ချက်၃ခုကိုတူတူဖော်ထုတ်ကြည့်ရအောင်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးအားဖြည့်ကူညီပေးခဲ့ကြပါအောင်ဗျပထမဆုံးတစ်ဝက်ချက်ကတော့ပကံရဲ့အထင်ကြီးရဘီကင်တစ်ပါးဖြစ်တဲ့လောင်းစီသူမင်းကြီးရဲ့နောက်ဆုံးအခြေအကြောင်းပါကျွန်တော်တို့တည်ထားတဲ့ရာဇဝင်တွေအရဆိုရင်မင်းတရားကြီးဟာရွှေကိုကြီးပထိုးတော်ထဲမှာမနာမကျန်းဖြစ်နေစဉ်တားတော်နရသူကခေါင်းအောင်နဲ့ဖိပြီးလှုပ်ကြံခဲ့ရလို့ဆိုကြပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီလှုပ်ကြံမှုဟာတမိုင်းရဲ့အချက်လက်လားဒါမှမဟုတ်နိုင်ငံရေးအပုတ်ချမှုလားဆိုတာပါပဲမင်းကြီးကိုယ်တိုင်ရေထုတ်ခဲ့တဲ့ကြောက်စာတွေမှာတော့သူ့ရဲ့ကုသိုလ်ကောင်းမှုအကြောင်းပဲပါရှိပြီးခေတ်ပြိုင်ကြောက်စာထောက်ထားတွေမှာလည်းဒီလှုပ်ကြံမှုအကြောင်းကိုအတည်ပြုနိုင်ခြင်းမရှိပါဘူးနရသူဟာတကယ်ပဲဖခင်ကိုတတ်ခဲ့ရလားဒါမှမဟုတ်တမိုင်းဆရာတွေကနရသူကိုလူချမ်းအဖြစ်ပုံဖော်ခဲ့တာဆိုတာကိုဒီနေ့ထိငြင်းခုန်နေကြဆဲဖြစ်ပါတယ်ဒုတိယချက်ကတော့မြမမြေပေါ်မှာအစောဆုံးညီချင်းမှုထွန်းကားခဲ့တဲ့ပြည်မျိုးပြနိုင်ငံတွေရဲ့ဘေရီဆန်တဲ့ဏီကုန်းအကြောင်းပါAD 900စုဝန်းကျင်မှာဟန်လင်းနဲ့ဘေဒနိုလိုခိုင်ခဲ့တဲ့မြို့ကြီးတွေဟာဘာကြောင့်တပြန်လိုက်ထက်လို့အရှိန်အဝါမှိမ့်မိန်သွားခဲ့ရတာလဲတရုတ်မှတ်တမ်းတွေအရ AD 832ခုနှစ်နန်းချောင်းတပ်တွေရဲ့ကျူးကျော်မှုကြောင့်ကျူလူမျိုးထောင်ပေါင်းများစွာဖမ်းဆီးခေါ်ဆောင်ခံခဲ့ရလို့ဆိုပါတယ်ဒါဟာကျူရင်ချင်းမှုရဲ့ဏီကုန်းချုပ်သွားရတဲ့အဓိကအကြောင်းရင်းလားဒါပေမဲ့ခေတ်သမိုင်းပညာရှင်တွေကတော့ပြူရီဟာတစားစီပြောက်ကွယ်သွားတာမျိုးမဟုတ်ပဲပေါ်တွန်းစပကံအင်အားစုတွေရဲ့တဖြည်းဖြည်းအသွင်ကူးပြောင်းရောင်းသွားတယ်လို့ယူဆကြပါတယ်ပြူဆိုတဲ့တိကျချက်တင်မှုကပဲဏီကုန်းချုပ်သွားခဲ့ပြီးတကယ်တော့သူတို့ဟာကျွန်တော်တို့ရဲ့မျိုးရိုးဗီဇာထဲမှာအခုထိရှိနေသေးလားဆိုတာရှာမရသေးတဲ့ဗဟင်းကြီးတစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ပကံရာဇဝင်မှာရာစုနှစ်ပေါင်းများစွာကြာအောင်လူရောများနေတဲ့ပဒိန်900တပ်ပွဲအကြောင်းပါပါဇက်ရာဇဝင်တွေအရအနော်ရထာမင်းကြီးဟာနန်းနှင်းလူဝက်ချက်တွေကိုထိန်းသိမ်းဖို့အတွက်ကျွမ်းကျင်ပညာရှင်900ကိုတနေရာထဲမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ပြီးထိုနေရာမှာပဲပဒိန်900ဘွဲ့အမည်ရှိဇေဒီတဆူတည်ခဲ့တယ်လို့ဆိုကြပါတယ်ဒီဇလန်ဟာပကံဒေတာမှာအခုထိအခိုင်အမာလူပြောများနေစေဇလန်တစ်ပုဒ်ဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာမေကုန်းထုတ်စရာတွေရှိလာပါတယ်တကယ်တော့ပကံမှာဒီအမည်နဲ့ဇေဒီတဆူတိတိကျကျမရှိသလိုအနော်ရထာမင်းကြီးရဲ့ခေတ်ပြိုင်ကြောက်စာတွေမှာလည်းဒီလိုရက်ဆက်တဲ့တပ်ဖြတ်မှုမျိုးကိုလုံးဝမှတ်တမ်းတင်ထားခြင်းမတွေ့ရပါဘူးတမိုင်းပညာရှင်တွေကတော့ဒါဟာဖြစ်ရမှတဲ့မင်းကြီးရဲ့အမိန့်အာဏာပြတ်သားပုံကိုပုံကြီးချဲ့ပြီးနောက်ပိုင်းမှာရုပ်ဖွဲ့လာကြတဲ့ဒဏ္ဍာရီတစ်ခုသာဖြစ်တယ်လို့ယူဆကြပါတယ်ဒါဆိုရင်ဒီ900ဆိုတဲ့ကင်းကနန်းနဲ့တပ်ဖြတ်မှုဇလန်းတွေဟာဘာကြောင့်မြမရာဇဝင်ထဲမှာဒီလောက်ထိနေရာယူထားရတာလဲဒါဟာတမိုင်းချက်လက်လားဒါမှမဟုတ်ပုံမင်းတပုတ်လားဆိုတာကိုဘေဟီနီတစ်ခုအဖြစ်ကြန့်ရှိနေသေးပါတကယ်တော့တမိုင်းဆိုတာအဖြစ်တစ်ခုတည်းရှိတဲ့ပုတ်စာမဟုတ်ပါဘူးခေတ်ဆက်ဆက်ကလူတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြားမှာအမှန်တရားဟာပျောက်ဆုံးနေတတ်ပါတယ်ကျွန်တော်တို့ဒီနေ့မြင်တွေ့နေရတဲ့တမိုင်းစာမျက်နှာတွေနောက်ဘက်မှာတခြားဘယ်လိုလှုပ်ဝက်ချက်တွေရှိနေဦးမလဲမိတ်ဆွေတို့အခြားသိချင်တဲ့သိထားတဲ့တမိုင်းဘေးတွေရှိရင်လည်းကိုယ်ကမှချန်ထားပေးခဲ့ပါအစောကြီးနောက်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲကျေးဇူးပါ